2026 ခုနှစ်ဇွန်လ2 ရက်နေ့မှာတတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေးကိုပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလကစပြီးလွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေကိုကဏ္ဍစုံမှာစပြီးကျွန်တော်တို့တက်ညီလက်ညီဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့အထိရုံးပရက်တွေဖယ်ရင်ကျွန်တော်တို့ရဲ့အမှန်အလုပ်လုပ်ရဲ့39ရက်မြတာရှိသေးပြီးတော့ဆောင်ရွက်ခဲ့တဲ့ကိစ္စရရက်ကိုကျွန်တော်ပြန်လည်သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပထမဦးစွာဥပဒေပြုကဏ္ဍဆောင်ရွက်ချက်ကိုပြောကြားလိုပါတယ်ကျွန်တော်နိုင်ငံမှာမြန်မာဘာသာနဲ့ဖော်ပြထားတဲ့တည်ဆဲဥပဒေ300ခုရှိပြီးတော့အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ဥပဒေ130ရှိတဲ့8ခုရှိပါတယ်ဒီဥပဒေတွေကိုခေတ်ကာလအခြေအနေနဲ့လျော်ညီအောင်ပြင်ဆင်ခြင်းဖြည့်ဆွတ်ခြင်းလိုအပ်ရင်ဖျက်သိမ်းခြင်းလိုအပ်တဲ့ဥပဒေသစ်တွေကိုရေးဆွဲခြင်းစတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ဆက်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်းဆွဲဥပဒေတွေကိုရုပ်သိမ်းခြင်းလုပ်ငန်းတွေမှာပြည်စည်းမှုကိုလက်ဆုပ်လက်ကင်မပြနိုင်သေးတော့လည်းပဲဒီကာလအတွင်းမှာဖြည့်ဆွတ်ပြင်ဆင်ထားတဲ့အပိုင်းမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုစတုတ္ထအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတတ္တမအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းများကိုကော်မတီတွေမှာစတင်ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပါတယ်ဥပဒေသစ်အဖြစ်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးပြီးဖြစ်လို့ဥပဒေဖြစ်မကြခင်ပေါ်ထွက်လာမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်လွှတ်တော်လုပ်ငန်းစဉ်တွေကိုအဓိကအားဖြည့်ပေးတဲ့အဖွဲ့တွေကတော့လွှတ်တော်ကော်မတီတွေဖြစ်ပါတယ်ဒီကော်မတီတွေကိုလွှတ်တော်ရဲ့အဓိကတောက်တိုင်လို့ခေါ်သလိုလွှတ်တော်ငယ်တွေလို့လည်းခေါ်ကြပါတယ်တချို့ကတော့ The committee is the engine room of parliament ကော်မတီဟာပါလီမန်လွှတ်တော်ရဲ့အဓိကမောင်းနှင်အားဖြစ်တဲ့အင်ဂျင်ခန်းမကြီးလို့လည်းတင်စားပြောဆိုခေါ်ကြတာရှိပါတယ်ကျွန်တော်တို့မှာအများအားကော်မတီ၄ခုad hoc committee ဒါမှမဟုတ် select committee လို့ခေါ်တဲ့ကော်မတီမျိုးက18ခုစုစုပေါင်းကော်မတီ22ခုဖွဲ့စည်းထားပြီးတော့ဥပဒေပြင်ဆင်ခြင်းသက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများပြင်ပပုဂ္ဂိုလ်များနဲ့တွေ့ဆုံဆွေးနွေးခြင်းဥပဒေတွေများရေးဆွဲရန်စီမံခြင်းစတဲ့လုပ်ငန်းစဉ်တွေကိုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလဲကိုယ်စားလှယ်တို့ကြီးများအားလုံးကိုအသိပေးလိုပါတယ်လှုပ်ဆောင်နေတဲ့လုပ်ငန်းတစ်ခုကပြည်သူ့တန်တဲ့ပြည်သူ့ဆန္ဒကိုကိုစားပြုနိုင်ဖို့လွှတ်တော်ထဲမှာမေးမြန်းခြင်းအဆိုတင်သွင်းခြင်းစတာတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီ30နှစ်တာကာလအတွင်းမှာကျေပွင့်ပြမေခွန်းပေါင်း286ခုကျေပွင့်မပြမေခွန်းပေါင်း436ခုဖြစ်လို့စုစုပေါင်း982ခုကိုယ်စားလှယ်ပေါင်း160ကမေးမြန်းနိုင်ခဲ့ပါတယ်ဒါအပြင်နိုင်ငံတော်ကိုတိုက်တွန်းကြောင်းအဆိုတွေနဲ့အကြံပြုဆိုစုစုပေါင်း3ခုကိုလည်းတင်သွင်းခဲ့ပါတယ်မေခွန်းပေါင်း922ခုအနက်မှာဂတိကူအဖြစ်330ခုနဲ့မှတ်တမ်းတင်ဖြစ်163ခုရှိခဲ့ပါတယ်အဆို3ခုတင်သွင်းခဲ့ပြီးတော့အတည်ပြုရဲ့တစ်ခုမှတ်တမ်းတင်2ခုရရှိခဲ့ကြောင်းလည်းတင်ပြလိုပါတယ်မိခွန်းတွေကိုကျွန်တော်တို့ကဏ္ဍလိုက်ခွဲခြမ်းကြည့်မယ်ဆိုရင်စီးပွားရေးကဏ္ဍနဲ့ဆိုင်တဲ့မိခွန်းတွေက131ခုလူမှုရေးကဏ္ဍ17ခုပညာရေးကဏ္ဍ88ခုကျန်းမာရေးကဏ္ဍ42ခုအုပ်ချုပ်ရေးကဏ္ဍ45ခုစီမံခန့်ခွဲရေးကဏ္ဍ58ခုပို့ဆောင်ဆက်သွယ်ရေးဆောက်လုပ်ရေးကဏ္ဍ148ခုစိုက်ပျိုးရေးဝင်းမြူရေးဆယ်မြောင်းကဏ္ဍ69ခုလျှက်စစ်စွမ်းရင်တတ္ထုတစ်တော်ကဏ္ဍ62ခုနဲ့ဗဏ္ဍာရေးနဲ့စီမံကိန်းကဏ္ဍ9ခုစက်မှုလက်မှုကဏ္ဍ4ခုတရားစီရင်ရေးကဏ္ဍ3ခုကာကွယ်ရေးကဏ္ဍ2ခုနဲ့တိုင်းဒေသကြီးပြည်နယ်ကဏ္ဍ82ခုတို့ဖြစ်ပါတယ်မိခွန်းတွေကိုအကြမ်းဖျင်း2ပိုင်းပဲခွဲကြည့်မယ်ဆိုရင်တော့ဒေသဖွံ့ဖြိုးရေးဆိုင်ရာနဲ့ပတ်သက်ပြီးမေးတဲ့မိခွန်းတွေနဲ့နိုင်ငံနဲ့ပြည်သူလူထုတရားလုံးတွေလိုအပ်ချက်ကိုမေးတဲ့မိခွန်းဆိုပြီး2ပိုင်းခွဲလို့ရပါတယ်ဒေသဖွံ့ဖြိုးတဲ့မေးတဲ့မိခွန်းတွေကပုံမှန်များပြားကြောင်းအတိပေးတင်ပြလိုပါတယ်
လွတ်တော်ကိုယ်စားလှယ်များခင်ဗျာတစ်ချိန်တည်းမှာပဲလွတ်တော်နဲ့ပြည်သူပုံပုံနိကစွာထိတွေ့နိုင်ရေးအတွက်ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်ရဲ့အောက်မှာပထမဦးစွာမီဒီယာလုပ်ငန်းစဉ်ကစပြီးကျွန်တော်တင်ပြလိုပါတယ်ကျွန်တော်စီမံမူလကလေးကလွတ်တော် website တစ်ခုကို16ရက်3လ2026ရက်နေ့ကစပြီးဆောင်ရွက်ထားပြီးတော့ခဏအထိဝင်ရောက်ကြည့်ရှုသူ346,962ရှိပါတယ်ပြည်သူ့လွတ်တော် YouTube channel ကို16ရက်3လ2026ရက်နေ့ကစတင်ဖွင့်လှစ်ထားပြီး subscriber 9,659ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းလွတ်တော်ကိုယ်စားလှယ်ကြီးများဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ပန်ကြားလိုပါတယ်လက်ရှိ social media ကဏ္ဍကိုထပ်ဆောင်းလုပ်ငန်းဖြစ်ကျွန်တော်တို့ကာလမှာ TikTok platform တစ်ခုကို19ရက်6လ2026ရက်နေ့ကစပြီးဆောင်ရွက်ခဲ့တာရှိပါတယ် TikTok အကောင့်အမည်က Civic Echo ပြည်သူ့ဌာနပဲ့တင်တန်းလို့ခေါ်ပါတယ်10မိနစ်2မိနစ်အချိန်တိုလေးအတွင်းလွတ်တော်ရဲ့ဆောင်ရွက်ချက်တွေကိုအများပြည်သူသိရှိအောင်နေ့စဉ်ကျွန်တော်တို့တွေမေးမြန်းဖြေကြားချက်တွေကိုစာရန်ထိုးစနစ်နဲ့အတူချုပ်ဖော်ပြလျက်ရှိပါတယ်ဒီနေ့အထိ like 1300 ဦးနဲ့ follower 1490 ဦးရရှိပြီဖြစ်ပါတယ်ဒီပေါ်မှာလည်းလွတ်တော်ကိုယ်စားလှယ်ကြီးများဝိုင်းဝန်းကူညီကြဖို့ပန်ကြားလိုပါတယ်နောက်ထပ်မီဒီယာအဖြစ်လုပ်ငန်းတွေအနေနဲ့ကျွန်တော်လွတ်တော်ကိုယ်စားလှယ်6ဦးကမနေ့တိုင်းမှာ2ဦးစီအလှည့်ကျစနစ်နဲ့တရက်တာလွတ်တော်အစီအစဉ်တင်ပြခြင်းနဲ့ပြီးခဲ့တဲ့နေ့ကဆောင်ရွက်ခဲ့တဲ့လွတ်တော်အမေးဖြေအတူချုပ်တွေကိုသတ်မှတ်ပေးထားတဲ့မီဒီယာကွန်နာမှာသတင်းတောက်တွေကိုတွဲဆုံရှင်းလင်းခြင်းများရှင်းဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်အလားတူပဲလွတ်တော်စည်းဝေးတက်နေကြတဲ့ကိုယ်စားလှယ်ကြီးများနဲ့နေ့စဉ်တွဲဆုံမေးမြန်းခြင်းလွတ်တော်ကော်မတီအသီးသီးရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုမှတ်တမ်းတင်ခြင်းလွတ်တော်အဖွဲ့ဝင်များနဲ့တွဲဆုံမေးမြန်းခြင်းစတာတွေကိုလည်းနေ့စဉ်လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့ရောက်ရှိအောင်ဆောင်ရွက်ခြင်းလူထုနဲ့ကျွန်တော်လွတ်တော်ထိတွေ့မှုကိုရယူထားကြောင်းကိုယ်စားလှယ်ကြီးများကိုတင်ပြလိုပါတယ်ဒါအပြင်လွတ်တော်နဲ့ပြည်သူကျေပြန့်စွာထိတွေ့စေတဲ့လုပ်ငန်းစဉ်တစ်ခုကလွတ်တော်လေ့လာရေးအစီအစဉ်ကိုကျွန်တော်ကျေပြန့်ခွင့်ပြုပေးခြင်းပဲဖြစ်ပါတယ်ရောက်လာသမျှဧည့်သည်တွေကိုရုံးတာဝန်ခံတူက PowerPoint နဲ့လွတ်တော်ကြောင်းရှင်းပါတယ်နောက်လိုက်လံပြသပါတယ်လေ့လာရေးပြီးဆုံးတိုင်းမှာပြီးဆုံးချိန်တိုင်းမှာကျွန်တော်ကိုယ်တိုင်ပဲဧည့်သည်တိုင်းကိုအချိန်ယူပြီးတွေ့ဆုံပါတယ်လွတ်တော်ရဲ့လုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်ထပ်ဆင့်ရှင်းလင်းခြင်းတွေကိုမပြတ်မကွက်ဆောင်ရွက်ပါတယ်သူတို့သိလို့သမျှမေးမြန်းချက်တွေကိုလည်းဖြေကြားခြင်းများကိုစစ်စစ်မပြတ်ဆောင်ရွက်လက်ရှိပါတယ်ဒီနေ့ထိအလွှာဆုံးနယ်ပယ်စုံကဧည့်သည်ပေါင်း1682ဦးလာရောက်လေ့လာပြီးဖြစ်ကြောင်းတင်ပြလိုပါတယ်ဒါအပြင်ပြည်သူကိုစားပြုပိုင်းအနေနဲ့လွှတ်တော်ရဲ့နိုင်ငံသားများခွင့်ရေးဒီမိုကရေစီရင်းနဲ့လူ့ခွင့်ရေးကော်မတီကပြည်သူတွေရဲ့မူလခွင့်ရေးနစ်နာချက်တွေပေါ်မှာအခြေပြုပြီးတော့လမ်းကြောင်းဖွင့်ပေးထားတဲ့အတွက်ခဏအထိတိုင်စာပေါင်း150ကြောင်းပေးပို့ခဲ့ပြီးဒီတိုင်စာတွေအပေါ်မှာတိုင်စာ122ကြောင်းကိုကြည်လျောင်ဖြည့်ရှင်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်29ဆောင်ကိုတော့ကျွန်တော်သက်ဆိုင်ရာဌာနများကိုလွှဲပြောင်းပေးရခဲ့ကြောင်းအတည်ပြုလိုပါတယ်လွှတ်တော်နဲ့ပြည်သူထိတွေ့မှုလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေစဉ်မှာပဲတစ်ချိန်တည်းမှာလွှတ်တော်ကိုယ်စားလှယ်များအတွက်စွမ်းရည်မြင့်တင်နန်းတွေအဖြစ်ဥပဒေကြမ်းရွေးဆွဲရေးတင်နန်းငွေစင်းဆိုင်ရာတင်နန်းစတဲ့တင်နန်းတစ်ခုဆောင်ရွက်နိုင်ခဲ့ပါတယ်ဆွေးနွေးပွဲတွေကိုပြင်ပပညာရှင်တွေပါဝင်ပြီးတော့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးမြန်မာနိုင်ငံရဲ့မဟာဗျူဟာမြောက်အနာဂတ်နဲ့လွှတ်တော်ရဲ့အနာဂတ်ရေးရာခေါင်းစဉ်တွေကိုဆွေးနွေးခြင်းမြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမြင့်တင်ခြင်းခေါင်းစဉ်ကိုဆွေးနွေးခြင်းမြန်မာ Parliamentary Digital Transformation and AI Initiative ခေါင်းစဉ်နဲ့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစက်မှုကဏ္ဍခေါင်းစဉ်စတာများကိုဆွေးနွေးပွဲများဖြင့်ကျွန်တော်တို့စီမံဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်ဆက်လက်ရေးလည်းဆောင်ရွက်သွားအောင်မှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်လွှတ်တော်ရဲ့နိုင်ငံတကာဆက်ဆံရေးကဏ္ဍတိုးမြင့်ဆောင်ရွက်ခြင်းတဲ့အနေနဲ့အာဆီယံနိုင်ငံများလွှတ်တော်အဖွဲ့ ASEAN Interparliamentary Assembly AIPA နဲ့နိုင်ငံတကာလွှတ်တော်များအဖွဲ့ Interparliamentary Union IPU အဖွဲ့တို့နဲ့ဓာတ်ရိုက်ချိတ်ဆက်ဆက်သွယ်မှုတွေလုပ်ပါတယ်။ AIPA အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းစီကိုလည်း
ကျွန်တော်စာရေးဆက်သွယ်ခြင်းများပြုလုပ်ပါတယ်တုံ့ပြန်မှုတိုးတက်မှုရှိကြောင်းအသိပေးလိုပါတယ်ကျွန်တော်တို့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်9ဦးဟာဩဂုတ်လ19ရက်နေ့ကနေ29ရက်နေ့ထိတရုတ်ပြည်သူ့သမ္မတနိုင်ငံဘေကျင်းမှာကျင်းပမယ်အဲ့ဒီIPAဖွဲ့ဝင်နိုင်ငံများအစည်းအဝေးကိုစတင်တက်ရောက်ရမှာဖြစ်ပါတယ်အလားတူပဲမြို့သားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ကလည်းကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ်IPAအစည်းအဝေးကိုတက်ရောက်သွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံနဲ့ပတ်သက်တဲ့တင်နန်းနေဆွေးနွေးပွဲတွေကိုလည်းပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်30ဦးက1ရက်9လ2026ကနေ10ရက်9လ2026ရက်နေ့ထိစွမ်းဆောင်ရည်မြင့်တင်နန်းနေပြည့်တက်ရောက်မှာဖြစ်ပါတယ်ကျွန်တော်ဆိုလိုတာကနိုင်ငံဆက်ဆံရေးပိုင်းမှာနီးနီးဆတ်ဆက်တိုးတက်ဆောင်ရွက်လာနိုင်တယ်လို့တင်ပြလိုခြင်းဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအခုကျွန်တော်တင်ပြပြီးအချက်တွေကကျွန်တော်တို့ရဲ့အတူတူကဖြတ်တန်းကြော်ဖြတ်ခဲ့ပြီးတဲ့လုပ်ငန်းစဉ်များဖြစ်ပါတယ်အဲ့ဒီဖြတ်တန်းခဲ့ပြီးတဲ့အတိတ်ကာလကိုပြန်သုံးသပ်ကြည့်ရင်ကျွန်တော်တို့ကိုယ်စားလှယ်တွေအနေနဲ့မင်းများနဲ့မိခွန်းများဟာဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအများစုဖြစ်ကြောင်းတွေ့ရပါတယ်ကောင်းပါတယ်သို့တော်လည်းပဲနောက်မှာဒေသဆိုင်ရာနဲ့နိုင်ငံလုံးဆိုင်ရာပြည်သူတွေအတွက်အမှန်တကယ်လိုလားတောင်းတနေတဲ့လူဝင်ဆန္ဒတွေကိုပုံဖော်ပေးနိုင်မဲ့မိခွန်းမျိုးအဆိုမျိုးကိုလည်းထပ်ဆောင်းပါဝင်နိုင်အောင်ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်နောက်တစ်ချက်ကမိခွန်းနေမင်းများတဲ့အခါမှာအတော်တန်တွေ့ကြုံရင့်ကျက်လာပြီဖြစ်တဲ့အတွက်အဓိပ္ပာယ်ပြေဝထိရောက်တဲ့ကြစ်လက်တဲ့အသုံးလုံးတွေနဲ့နိုင်ငံတော်အဆင့်မီမိခွန်းမျိုးဖြစ်အောင်တတ်မှတ်ကာလအချိန်တွင်အဝင်ခွင့်ကြဖြစ်အောင်ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးကြဖို့လဲပန်ကြားလိုပါတယ်ဒါကပြီးခဲ့တဲ့ကာလအပေါ်မှာသုံးသပ်ချက်ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဆက်လက်ပြီးတော့ရှေ့ဆက်ဆောင်ရွက်မယ့်အနာဂတ်အစီအမံများကိုအကျဉ်းများအသိပေးလိုပါတယ်ကျွန်တော်လွှတ်တော်ကဏ္ဍမြန်မာတိုးတက်ရေးမဟာဗျူဟာ9နှစ်စီမံကိန်းမူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်ချပြဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်အချိန်ကိုငဲ့ကွယ်သောအဖြစ်ယာရချက်လုပ်ငန်းတွေကအချို့ကိုပဲကျွန်တော်ထုတ်လုပ်တင်ပြသွားပါမယ်ပထမချက်အနေနဲ့နှစ်စဉ်အနည်းဆုံးခင်မီဥပဒေသစ်ကျွန်တော်အရေးတော့ဒီမှာထည့်မပြောတော့ပါဘူးရေးဆွဲနိုင်ဖို့လုပ်ပါမယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ဆွေးနွေးပြီးတဲ့အခါမှာကျွန်တော်တတ်မှတ်အရေးအတွက်ကိုတတ်မှတ်သွားမှာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့လက်ရှိဥပဒေတွေကိုလိုအပ်ပါကပြင်ဆင်ဖြစ်ဆွဲခြင်းတွေကိုလည်းအရှိန်ဟုန်နဲ့ဆောင်ရွက်သွားပါမယ်နောက်တစ်ချက်ကလက်ရှိမှာကျွန်တော်ဥပဒေမှာအင်္ဂလိပ်ဘာသာနဲ့ရေးဆွဲထားတဲ့ဥပဒေ118ခုရှိပြီးတော့54ခုသာမြန်မာပြန်ဆိုပြီးဖြစ်လို့တနည်းကိုဖြမ်းမဥပဒေဒီမှာတော့ကျွန်တော်ကိန်းနှန်းထည့်ထားပါတယ်အနည်းဆုံး3ခုလောက်မြန်မာဘာသာပြန်ဆိုပြီးတော့အသုံးမလိုတော့တဲ့ကိုလိုနီခေတ်ဥပဒေများကိုပယ်ဖျက်ရုပ်သိမ်းခြင်းများကိုလည်းအရှိန်ဟုန်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်တစ်ချက်ကဥပဒေပြုတဲ့နေရာမှာ public hearing လို့ခေါ်တဲ့ပြည်သူပါဝင်ကြားနာမှုဆိုတဲ့အပိုင်းကိုလာမယ့်ကာလတွေမှာကျွန်တော်အထူးလေးထားပြီးဆောင်ရွက်လိုပါတယ်နိုင်ငံတကာစံချိန်စံညွှန်းတွေကိုလည်းလေ့လာပြီးလိုအပ်ရင်လိုအပ်သလိုအသုံးချနိုင်ဖို့စီမံသွားမှာဖြစ်ကြောင်းလည်းအသိပေးလိုပါတယ်ဒုတိယအချက်အနေနဲ့ပြည်သူတွေအတွက်ကျွန်တော်တို့လွတ်လပ်ပွင့်လင်းတဲ့ပါလီမန် Open Parliament တရုတ်ပြလွှတ်တော်လို့ခေါ်တဲ့ Mock Parliament online ကနေတိုင်ကြားနိုင်တဲ့စနစ် online petition system နဲ့တက်တန်းကာလတစ်ခုပြီးမြောက်ချိန်မှာနှုတ်ဆက်တွေ့ဆုံကြမယ်လွှတ်တော်ည Parliament night ဒီလိုညမျိုးဟာမျိုးပါစတာတွေကိုနိုင်ငံတကာမှာဆောင်ရွက်နေတဲ့အတိုင်းကျွန်တော်တို့တဆင့်ချင်းပြုလုပ်သွားလို့ပါတယ်လွှတ်တော်ထဲမှာရှိနေတဲ့နိုင်ငံရေးပါတီအားလုံးကိုလည်းရနိုင်သမျှတိကျရုံးခန်းငယ်လေးများဖြစ်နိုင်အောင်ကျွန်တော်တို့ရှာဖွေကြိုးစမ်းလက်ရှိပါတယ်နောက်ဆုံးအနေနဲ့ e-parliament စနစ်ကိုတဆင့်ချင်းဆက်လက်အကောင့်ထဲပေါ်ဆောင်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်တတိယချက်အနေနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာထိတွေ့ဆက်ဆံတဲ့နိုင်ငံများနဲ့ထိတွေ့ဆက်ဆံပြီး Parliament Friendship Group ဖွဲ့စည်းရေးအတွက်သက်ဆိုင်ရာတန်ယုံတွေတန်တမာနေနဲ့စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံခြင်း
သက်ဆိုင်ရာနိုင်ငံပါလီမန်များနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းစတာတွေကိုကျွန်တော်တို့အရှိန်ဟုန်မြင့်တိုးမြင့်ဆောင်ရွက်လည်ရှိပါတယ်အဲ့ဒီခေါင်းစဉ်အောက်မှာလေ့လာရေးတွေသင်တန်းတွေအတွေ့အကြုံတွေဖလှယ်ခြင်းတွေအမြင်ဖလှယ်ခြင်းတွေဥပဒေရေးရာဆွေးနွေးခြင်းတွေစတာတွေကိုခေါင်းစဉ်လိုက်တီးခြားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းအသိပေးပြောကြားလိုပါတယ်နောက်တစ်ချက်ကတော့နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တို့ပြည်သူအကျိုးထိရောက်စွာညှိနှိုင်းတည်ဖို့ဆောင်ရွက်နိုင်ဖို့အတွက်တာဝန်ထမ်းဆောင်ရရှိတဲ့ဝန်ကြီးဌာနများနဲ့လုပ်ငန်းတာဝန်တွေကိုလာရောက်ရှင်းလင်းညှိနှိုင်းဆွေးနွေးတဲ့လုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်ဆက်လက်ပြီးစစ်ဆက်မပြတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမကြခင်မှာကျွန်တော်တို့လွှတ်တော်ခေတ္တရန်နာတော်မှာဖြစ်ပါတယ်လွှတ်တော်ရန်နာတဲ့အချိန်မှာကိုယ့်ကိုမဲပေးရွေးချယ်ပေးခဲ့ကြတဲ့မဲဆန္ဒနယ်မြေအတွင်းကပြည်သူတွေကိုကွင်းဆင်းတွေ့ဆုံပြီးတော့လွှတ်တော်အတွေ့အကြုံရှင်းလင်းတာတွေဒေသခံပြည်သူတွေရဲ့လိုအပ်ချက်ဖြစ်လို့တဲ့ဆန္ဒတွေအတန်တွေကိုထပ်မံနားထောင်ပြီးလွှတ်တော်စီကိုပြန်လဲတည်ဆောင်ကိုစားပြုမှုကိုပုံဖော်ပေးကြအောင်မှာဖြစ်လို့ဒီလုပ်ငန်းစဉ်ကိုလည်းလုံနိုင်တဲ့ပုံကိုများကပြည်ပြင်းဆောင်ရွက်ကြဖို့မှာကြားလိုပါတယ်ဒီခမ်းမကြီးထဲမှာရှိနေကြတဲ့ကျွန်တော်တို့တွေအားလုံးဟာမြန်မာနိုင်ငံတလန့်တရားကမတူကွဲပြားခြားနားတဲ့နေမြေအသီးသီးကရွေးချယ်တင်မြှောက်ခံခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်သို့တော်လည်းပဲတူညီသောတာဝန်တစ်ခုကိုတော့ထမ်းဆောင်နေကြတာဖြစ်ပါတယ်အဲ့ဒီတာဝန်ကပြည်သူအတန်ကိုနားထောင်ခြင်းပြည်သူဆန္ဒကိုအလေးထားပြီးပြည်သူအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ခြင်းနဲ့နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့အေးချမ်းသာယာသောအနာဂတ်ကိုဥပဒေတွေနဲ့ကာကွယ်တည်ဆောက်ဖို့ဖြစ်ပါတယ်ပြည်သူတွေကကျွန်တော်တို့ကိုအငင်းပွားဖို့ရွေးချယ်ပေးခဲ့ကြတာမဟုတ်ပဲအခက်အခဲပြဿနာတွေကိုဥဆောင်ဖြေရှင်းပေးနိုင်တဲ့စွမ်းအားရှိလို့ရွေးချယ်ခဲ့ကြတာဖြစ်တယ်ဆိုတာနားလည်သဘောပေါက်ကြဖို့လဲသတိပေးလိုပါတယ်ကျွန်တော်တို့ရဲ့လွှတ်တော်ကြီးဟာအုတ်တွေကြောက်တွေမြမလက်မှုပညာတွေနဲ့မွမ်းမံပြီးခန္ဓာထဲဝါစွာတိဆောက်ထားခြင်းထက်ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုဝိညာဉ်တွေနဲ့တိဆောက်ထားတာလို့ပြောရမှာဖြစ်ပါတယ်ဒီနေရာဒီမိုကရေစီရဲ့နှလုံးခုန်တာဖြစ်ပါတယ်ဒီနေရာကနေပြည်သူအတန်ပြည်သူဆန္ဒတွေကိုဘယ်လိုထုစစ်ပုံဖော်ပေးရမယ်ဆိုတာအမြဲထာဝရနှလုံးသွင်းထားရမယ့်နေရာတစ်ခုလို့သုံးသပ်ရမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောကြားချက်တွေကိုပညာအသိတတိနဲ့ရှင်ပြီးကိုယ်ပိုင်အတွေ့အကြုံတွေပေါင်းစပ်လို့တမယိုးကြလမ်းကြောင်းကခွဲထွက်ပြီးကျွန်တော်တို့တွေထူးခြားအောင်မြင်အောင်တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးကြဖို့အလေးနဲ့တိုက်တွန်းလိုပါတယ်လွှတ်တော်ပြင်ပမှာလည်းလူပုဂ္ဂိုလ်လုံခြုံရေးကျန်းမာရေးမတော်တဆဖြစ်စဉ်များကအစအထူးဂရုစိုက်ပြီးမကြာမီစိတ်ချမ်းသာကိုကျမ်းမာစွာနဲ့ဒီခမ်းမကြီးရဲ့အရေးအာဝါဒအောက်မှာကျွန်တော်တို့တွေပျော်ရွှင်စွာပြန်လည်ဆုံတွေ့ကြပါစို့လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်လွတ်ဖို့ကင်ဘက်လွတ်တော်ကိုယ်စားလှယ်များအားလုံးထွန်းပေါက်အောင်မြင်နိုင်ကြပါစေအစီအစဉ်ရှိဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာခုတတိယကြိမ်ပြည်သူ့လွတ်တော်ဒုတိယပုံမှန်စည်းဝေး32ရက်မြောက်နေ့ရန်နာပါမယ်တတိယကြိမ်ပြည်သူ့လွတ်တော်ဒုတိယပုံမှန်စည်းဝေးပြီးဆုံးကြောင်းကြေညာပါတယ်